အားလုံးပဲမင်္ဂလာပါရှင် This is Hira ဒီဗီဒီယိုလေးထဲမှာတော့ Hira က Excel ကိုအသုံးပြုပြီး Dynamic Calendar တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် Hira တို့ Calendar ဆွဲလို့ရတဲ့ function ကတော့အမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာ sequence function ကတော့အလွယ်ဆုံးပါပဲဒါပေမဲ့လို့ sequence function က Excel version 2019ရဲ့အထက်မှာသုံးလို့ရတာဖြစ်တဲ့အတွက်အဲ့ဒီမတိုင်ခင် version သုံးတဲ့လူတွေအတွက်ပါအဆင်ပြေအောင်လို့ Hira ကဒီထဲမှာ sequence ကိုမသုံးဘဲနဲ့တခြားနည်းနဲ့ဆွဲပြပေးထားပါတယ်။အရင်ဆုံး Sunday Monday ခေါင်းစဉ်တက်လိုက်ပါမယ်။ဒီ Sunday Monday ကိုဆက်လက်လုပ်ပြီး Saturday ထိရောက်အောင်ဆွဲချလိုက်ပါမယ်။ဒီနေရာမှာလရိုက်ပါမယ်။ဒီနေရာမှာနေ့ရိုက်ပါမယ်။ Hira တို့ Excel နဲ့ Calendar တခုတည်ဆောက်မယ်ဆိုရင် column အပြင်9ခု row အပြင်6ခုရှိရပါမယ်။ Hira ဒီထိပ်ဆုံးအကွက်မှာ formula သုံးပါမယ်။ဒီ formula ကိုဘာအတွက်ကြောင့်သုံးရတယ်ဆိုတာကိုတော့ဗီဒီယိုရှိသွားမှာဆိုလို့အသေးစိတ်မရှင်းပြတော့ပါဘူး။သိချင်ရင် comment မှာပေးခဲ့လို့ရပါတယ်။ဒီထိပ်ဆုံးအကွက်လေးကိုဆက်လက်မှတ်မယ်ပေါ့နော်။ equal date value ဝင်စားလနေရာ and နေ့နေရာကွင်းပိတ်minus week day ရှိက date value ကိုပြန်ယူသုံးပါမယ် date value လ and နေ့ကွင်းပိတ် comma 1ကွင်းထပ်ပိတ်မယ် plus 1ဒါတို့ enter ကောက်လိုက်ပါမယ်ပြီးရင်တော့ထိဆုံးပြီးတော့သူ့ဘေးကရက်အတွက်ကသူ့ရဲ့နောက်တစ်ရက်ဖြစ်တဲ့အတွက် equal ရှေ့ရက် plus 1ပါဒီတိုင်းစနေနေ့ရောက်တဲ့အထိဆွဲချလိုက်ပါမယ်နောက်တစ် row ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့နောက်တစ်ဖက်ဖြစ်သွားတဲ့အတွက်အပေါ်ရက်ကို9ရက်ပေါင်းမယ်ပေါ့နော် equal ဒီရက်အပေါင်း9အဲ့တိုင်းပဲဆက်ပြီးတော့ fill လုပ်သွားပါမယ် Hira ခုနပြောခဲ့သလို row က6ခုရှိရမယ်ပေါ့နော်အခု2ခုပြီးသွားပြီဖြစ်တဲ့အတွက်ကျန်တဲ့4ခုစာ Hira တို့ဆက်ပြီး fill လုပ်လိုက်ပါမယ်1 2 3 4ဒါဆိုရင်တော့ calendar ပုံစံအကျန်းရသွားပြီပေါ့နော် Hira ဒါလေးတွေကိုပေါင်းခတ်လိုက်ပါမယ်ဟုတ်ပေါ့ဒါဒီမှာက date ပုံစံနေနဲ့ပေါ်နေတယ် Hira တို့လိုချင်တာကညာဘက်ကပုံစံလိုမျိုး1 2 3ကဏ္ဍလေးတွေပဲလိုချင်တာပေါ့နော်အဲ့ဒါလုပ်ဖို့အတွက်ကိုဒီ date တွေအားလုံးကိုဆက်လက်မှတ်မယ် home tab ထဲက number ဘေးကမြားလေးကိုနှိပ်ပါမယ် shortcut နဲ့ဆိုရင်တော့ control 1နှိပ်လို့ရပါတယ် number custom ကိုရွေးမယ်ဒါတွေအကုန်ဖြတ်လိုက်ပြီးတော့ဒီတစ်လုံးနဲ့ရိုက်လိုက်ပါမယ် okay ဒါဆိုရင်တော့ကဏ္ဍလေးတွေကြီးပဲရသွားပါပြီဒါပေမဲ့ဒီမှာ Hira တို့သူ့ရဲ့ရှေ့လာကရက်တွေလည်းပါနေတယ်နောက်လာကရက်တွေလည်းပါနေတယ်ပေါ့နော် Hira တို့အတားတွေကိုမလိုချင်ဘူးလေဒါတွေကိုဖြောက်ဖို့အတွက်ဆိုရင်ထပ်ပြီးတော့ဆက်လက်မှတ်ပါမယ်သူ့အတွက်ဆိုရင်တော့ conditional formatting နဲ့ Hira တို့ဖြောက်ရပါမယ်ဒါကြောင့် home tab ထဲက conditional formatting ကိုသွားမယ် new rule ကိုသွားပါမယ် use a formula ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာ formula ရိုက်ထည့်ပါမယ် equal month ထိပ်ဆုံးစကွက်ကိုနှိပ်မယ် F4 3ချက်နှိပ်ပါမယ်ကွင်းပိတ် less than greater than month date value လ and နေ့ကွင်းနှစ်ချက်ပိတ်ပါမယ် formula ရိုက်ပြီးသွားပြီဆိုရင်တော့ဒီ format ဆိုတာလေးကိုနှိပ်ပြီးလိုချင်တဲ့ format ပြောင်းပါမယ် Hira ကဘာမှမပေါ်ခြင်းဘူးပေါ့နော်အကုန်အပြောက်လုံးမှာဖြစ်တဲ့အတွက် number တွေက custom ကိုသွားမယ် general ဆိုတဲ့နေရာမှာအဖွင့်အပိတ် quotation mark လေးရိုက်လိုက်ပါမယ် okay okay ဒါဆိုရင်တော့ Hira တို့ရှိလာရောနောက်လာရောဒိတ်တွေပြောက်သွားပြီးတော့သူလက်ရှိလာအဒိတ်ပဲပေါ်မှာဖြစ်ပါတယ်ဒီနေရာမှာ Hira အခုဆိုရင် Hira တို့ကလကိုရွေးစရာများလေးမပေါ်သေးဘူးပေါ့နော်အဲ့ဒါလုပ်ဖို့အတွက်ဆိုရင်တော့လုပ်ချင်တဲ့နေရာအခုဆိုဒီ January ဆိုတဲ့အကွက်ပေါ်ဒါလေးကိုဆက်လက်မှတ်မယ်ပြီးရင် data tab ထဲက data validation ကိုနှိပ်လိုက်ပါမယ် any value နေရာမှာ list ကိုရွေးပါမယ်ဒီနေရာမှာကိုရိုက်ချင်တာရိုက်မယ်ဒီမှာဆိုရင်တော့ Hira တို့ January February March April May အဲ့လိုမျိုးလတွေတန်းစီပြီး December ဒီ12လရိုက်သွားရမယ်ပေါ့နော် Hira ကတော့
paste ပဲလုပ်လိုက်ပါတော့မယ် sorry ပြီးရင် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီမှာအများလေးပေါ်လာပြီးတော့ January February ကြိုက်တယ်လို့ရွေးလို့ရသွားပါပြီဒါဆိုရင် Hira တို့လိုချင်တဲ့ calendar လေးတစ်ခုရသွားပါပြီHira ကအဲ့ဒါကိုနည်းနည်းလေးအလားဆင်လိုက်မယ်ပေါ့နော်ဒီနေ့တနင်္ဂနွေအတွက်အနီရောင်ပို့တင်လိုက်မယ်ဒါလေးကိုအရောင်ချဲလိုက်မယ်ဒါကိုစိတ်ကြိုက်တယ်လို့လုပ်လို့ရပါတယ်နော်ကဲဒါဆိုရင်တော့ယူရာတို့ကလန်ဒါလေးရသွားပါပြီအခုလိုတင်မကပဲနဲ့ပေါ့နော်ထပ်ပြီးတော့ယူရာတို့ဒီလက်ရှိရောက်နေတဲ့ရက်ကို highlight ပြချင်တာမျိုးမဟုတ်ရင်နှစ်စဉ်နှစ်တိုင်းရှိနေကြ holiday တွေဥပမာလွတ်လပ်ရေးနေ့တို့ပြည်ထောင်စုနေ့တို့တကြံတို့လိုမျိုးတွေကိုဒီကလရွေးလိုက်တာနဲ့ပိတ်ရက်အဖြစ်ပေါ့နော် highlight ပြချင်တာမျိုးလေးတွေလည်းထပ်ပြီးတော့လုပ်လို့ရပါတယ်အဲ့လိုမျိုးလေးတွေကိုသိချင်တဲ့စိတ်ဝင်စားရဲဆိုရင်လည်း comment မှာရေးပေးခဲ့ပါ Hira ဗီဒီယိုလေးတွေထပ်ပြီးလုပ်ပေးပါမယ်Hira အခုမျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကလိုအပ်သူတွေအတွက်အသုံးဝင်မယ်လို့ညွှန်လင့်ပါတယ်နောက်ကိုလည်းအလင်းတင်သလိုဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်